နိုင်ငံလုံးကိုသူ့အကွက်ထဲဝင်အောင်လှည့်စားနိုင်ခဲ့လို့ဝမ်းသာဂုဏ်ယူနေရဲ့ယုံလီမင်္ဂလာပါပရိသတ်ကြီး Original Gangster ရုပ်ရှင်နဲ့အောင်မြင်ခဲ့တဲ့ယုံလီကဒီရက်ပိုင်းမှာယုံတင်တဲ့ရုပ်ရှင်ကမအောင်မြင်ခဲ့လို့ဝမ်းနည်းခဲ့ရသူပါ3600အကုန်ကြခံပြီးရိုက်ကူးခဲ့တဲ့ဇက်ကမအောင်မြင်တဲ့အပြင်တယောက်မှလည်းလာမကြည့်လို့အနုပညာလောကကိုဆွန့်လွတ်ပြီးဘာသာရေးပဲလုပ်တော့မယ်လို့ပြောခဲ့ပါတယ်သူ့အနုပညာလောကသားချင်းချင်းကတော့အဖက်မလုပ်လို့စိတ်မကောင်းဖြစ်ရကြောင်းရှင်းဖွင့်ခဲ့ပါတယ်အခုတော့ရှုံလီကဒီစကားတွေကမူးလို့လျှောက်ပြောတဲ့စကားတွေဖြစ်ပြီးမာကတ်တင်နည်းတစ်ခုဖြစ်ကြောင်းပြောလိုက်လေပါတယ်ရှုံလီကသူ့ရဲ့ရုပ်ရှင်မအောင်မြင်ကြောင်းပြောလိုက်ပြီးနောက်မှာတော့အနုပညာလောကကနေအနားယူမယ်လို့ပြောတဲ့ချိန်မှာသူနဲ့အဆင်မပြေသူတွေကဝမ်းသာသွားကြပါတယ်အားလုံးကသူ့ကိုလောင်ပြောင်ကြပေမဲ့လည်းတစ်ဖက်မှာတော့ဇက်ကောက်ကြော်ညာပေးသလိုဖြစ်သွားခဲ့ပါတယ်ရှုံလီကဒီလိုဖြစ်သွားအောင်တမင်လုပ်ခဲ့တာဖြစ်ပြီးသူ့ဇက်ကောက်လာကြည့်တဲ့သူတွေကအပြည့်ဖြစ်နေလို့ဆိုပါတယ်ဒါတင်မကသေးပဲရှုံလီကသူ့ဝေဖန်တဲ့သူတွေကိုလည်းလောင်ပြောင်ခဲ့ပြီးဖျားစင်မှာရှုံပုံထားကဦးတင်ကြောဖို့အတွက်ပါပြောသွားခဲ့ပါသေးတယ်အားလုံးကတော့ရှုံလီရဲ့ရုပ်ရှင်မအောင်မြင်ဘူးလို့ထင်ပေမဲ့ရှုံလီကအမျက်ကြမ်းပြီးနောက်ွယ်မှာအောင်မြင်နေပါတယ်တနိုင်ငံလုံးကသူ့ရဲ့အကွက်ထဲကိုဓာတ်ရိုက်ဝင်သွားခဲ့တာကြောင့်လှည့်စားနိုင်ပြီဆိုပြီးဝမ်းသာနေပါတယ်ရှုံလီကိုရှော့မတွက်တဲ့သူ့ရဲ့ marketing state ကလိုက်လို့မမီတော့ပါဘူးဒီဇာကားထဲမှာတရုပ်ဆောင်ထားတဲ့ထက်ထက်ထုံးကလည်းဒီဇာကားကိုကြော်ညာပေးခဲ့ပြီးရှုံလီကနာမည်နဲ့လိုက်အောင်စိတ်တဘောထားဖြူစင်သူဖြစ်တယ်လို့ဆိုပါတယ်အခုတော့အနုပညာလောကသမားတွေကလည်းရှုံလီရဲ့စကားကိုအားပေးလာကြဖြစ်ပါတယ်ဒါတင်မကသည်ပဲရှုံလီကတရုပ်ဆောင်ကောင်းလို့အကယ်ဒမီဆုပေးတဲ့နေဆိုပြီးတော့ပါချီးကျူးနေကြတာပါရှုံလီကအနုပညာလောကထဲမှာရက်တီလာကြောင်ဖြစ်တဲ့အပြင်ဝိုင်းတရုပ်ဆောင်လည်းဖြစ်နေပါပြီဒီခေတ်ထဲမှာအရှင်စကားတွေကိုရိုက်ကူးတာကရှားပါပြီရှုံလီလိုအနုပညာပေါ်တကယ်တမိုးထားမှသူမှသာအရှင်စကားကိုရောက်နိုင်တာပါဒါကြောင့်တရုပ်ဆောင်ကောင်းတဲ့ရှုံလီကလည်းအကယ်ဒမီဆုကြီးနဲ့ထိုက်တန်ကြောင်းအားပေးနေကြပါတယ်ရှုံလီရဲ့ဇက်ကားကတနိုင်ငံလုံးမှာရှုံပြေးရုံရှာဖြစ်နေပြီးရှုံတင်ဝင်ငွေတိုးလာတာတကယ်ဖြစ်နိုင်ပါမလားဆိုတာကိုမမပြောပြခဲ့ပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းလိုက်ပြစီအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေအောင်ဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တရားစီတိုင်းကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်